ချင်းမီအုံးကပ်ပဲကလည်းတရားဝင်လက်ထွေးထားတာကိုရက်ဆိုင်တာပြီးဖြစ်ကြောင်း DMD ကနေကြေညာလာတယ်ပေါ့နော်ဒီနေ့ဧပြီလ3ရက်နေ့မှာကြေညာလာတာဖြစ်ပါတယ်အတာတကြံကာလကတော့တိတ်တော့ပြောစရာကောင်းမနေဘူးပေါ့နော်ချင်းမီအုံးဆိုရင်ကိုရီးယား The Night Express မှာအကြီးအကျယ်ရာမင်းနဲ့ဖေထိုင်းနဲ့ပေါ့နော်တရုပ်ဆောင်ထားတာကိုကြိုက်ခဲ့ရတာအဲ့ကားမှာဆိုသူတို့နှစ်ယောက်ကမစီမိမှုကလုံးဝကိုအပြစ်ပြောစရာမရှိဘူးတရုပ်ဆောင်ကလည်းအရန်ကောင်းတယ်ဖေထားရဲ့ငိုတဲ့အခန်းကြီးဆိုကိုရီးပါလိုက်ငုံမိတဲ့အထိပြီးဒီရာမယ်ရဲ့လူစိတ်ချင်းချက်တဲ့အပိုင်းတွေဆိုရင်ကွာကြည့်လိုက်တာနဲ့ဒီကောင်လေးကဖေထားကိုတကယ်ချစ်နေတာပဲဒါပေမဲ့သူ့မှာသူ့ရဲ့အဖေကိုမကြော်လွန်နိုင်လို့ချစ်ချင်းမြတ်တာကိုဘယ်လိုပြရမလဲမသိဘူးဖြစ်နေတာပဲဆိုပြီးတော့ကိုရီးပါလိုက်ပြီးဝင်ပြီးခန်းစားပေးခဲ့ရတဲ့ကားကွယ်ဒီကားကြည့်ပြီးရဲ့နောက်မှာသူတို့နောက်ထပ်လာမဲ့ Magic Lover ကောင်းတယ်ကြည့်ဖို့အတွက်အားခဲထားတာဒီမှာလည်းသူတို့နှစ်ယောက် CP ရဲ့ပုံတို့ TikTok ကတာတို့တခြားသော couple event တွေတက်တာတို့တွေ့တယ်နှစ်ယောက်သားကမဆွေမိတာကိုတွေ့ရပြီးတော့အုံးဆိုရင်ကွာလုံးဝdiva type တော့ကိုတကယ်သဘောကျတဲ့ type မျိုးဒါပေမဲ့ဒီတွဲကိုလုံးဝပြတ်သွားမယ်လို့မထင်တာဘူးပြီးတော့ဆိုရှေ့ရက်ပိုင်းနေရာပဲသူတို့က couple event တွေနဲ့အများကြီးတက်ထားတာကိုတွေ့ရတဲ့အခါအော်ဒီတွဲကတော့မြဲနေအောင်ပါပဲလို့ထင်ပြတ်သွားပြီဆိုတော့သိရတဲ့အခါသူတို့နှစ်ယောက်ရဲ့လှပတဲ့ chemistry ကိုကိုယ်မမြင်ရတော့ဘူး